အဲ့တော့ဦးဇင်းတို့ပိဋကပေါင်းတော်ကောင်းတို့ဘုဇင်ဘယ်နှပါးရှိသွားပြီတော့9ပါးရှိသွားပြီဘုဇင်9ပါးရှိသွားပြီအဲ့တော့အဲ့ဒီဘုဇင်9ပါးကိုပွားများမယ်ဆိုလို့ရှိရင်တရားဓမ္မတို့ဦးဇင်းတို့ကိလေသာတရားတွေကင်းကွာပြီးတော့အဘိညာယတံဘောဓာယနိဗ္ဗာန်ယတံဝတ္တန္တိကြားဖို့တယ်မို့လားတတိတံဘုဇင်ကိုခောကတ္တပမယသမ္မတက္ခတောဘာဝိတောဘဟုလိကေတောအဘိညာယတံဘောဓာယနိဗ္ဗာန်ယတံဝတ္တန္တိဦးဇင်းတို့ဘုဇင်တုတ်ကိုရွတ်လို့ရှိရင်ယောဂကင်းတယ်ဆိုပြီးတော့လူတွေရွတ်ကြတာရှိရနော်အဲ့ဒါဦးဇင်းတို့ပေကြီးထဲမှာဘုဇင်ကတုတ်မပါဘူးလားပါတယ်အဲ့ဒါကသူကဂါထာဗန္ဒဖွဲ့ပြီးတော့ရှိထားတာတကယ်ပါဠိတော်ဘုဇင်ကတုတ်ကအဲ့ဒီတိုင်းမဟုတ်ဘူးအဓိပ္ပာယ်ကတော့အတူတူပါပဲပါဠိတော်ဘုဇင်ကလည်းတိတ်အခက်ကြီးမဟုတ်ဘူးဘုရားတရားလိုက်ဟောထားတာကခုဦးဇင်းရွတ်လိုက်တာအဲ့ဒါပါဠိတော်ဘုဇင်တွေကအပိုင်းစသူတပိုက်ရရင်ကျန်တာအကုန်လုံးအစားထိုးဆိုသွားရုံပဲလွတ်လွတ်လေးရဲ့ဓမ္မဝိစီယတံဘုဇင်ကိုခောကတ္တပမယသမ္မတက္ခတောဘာဝိတောဘဟုလိကတောအဘိညာယတံဘောဓာယနိဗ္ဗာန်ယတံဝတ္တတိအဓိပ္ပာယ်ကဒီဘုဇင်တရားကိုမြတ်စွာဘုရားကရှင်မကတ္တပကိုဟောတာရှိတယ်ရှင်မမောက္ကလံကိုဟောတာရှိတယ်ဘာဖြစ်လို့ဟောတာတော့ရှင်မကတ္တပတို့ရှင်မမောက္ကလံတို့တိုးထဲမှာအစိတ်ပန်းရနတ်တွေကိုရှူရှိုက်မိပြီးတော့အမျိုးမျိုးသောအကြောင်းအကြောင်းယောဂနှိမ့်ဆက်တာကိုမြတ်စွာဘုရားသိတော်မူမြင်တော်မူလို့အဲ့ဒီဘုဇင်တရားကိုသွားပြီးတော့ဟောတာအဲ့ဒီဘုဇင်တရားကိုနားပြီးတော့ဖြစ်တဲ့ပီတိရဲ့အစွမ်းနှစ်သက်မှုရဲ့အစွမ်းဒီတရားရဲ့အပေါ်မှာကြည်ညိုမှုရဲ့အစွမ်းကြောင့်တွေကြောင့်အဲ့ဒီအရှင်မြတ်ကြီးနှစ်ပါးလုံးရဲ့ယောဂဟာပျောက်ကင်းသွားတယ်လို့ဆိုတယ်။အော်စရာတော့အလွန်ကောင်းတာပဲ။ဒီအရှင်မြတ်ကြီးနှစ်ပါးဟာကိလေသာကင်းမိတာဘာကိလေသာမှမရှိဘူး။ဒါပေမဲ့ဒီဘုဇင်တရားကိုပြန်နာလို့ဖြစ်တဲ့စိတ်ရဲ့အစွမ်းကြောင့်ယောဂကင်းသွားတယ်ဆိုတာဘုဇင်ကမှတိကျစွမ်းရည်တတိရှိနေတယ်ဆိုတာကိုတရားဓမ္မတို့ဦးဇင်းတို့စဉ်းစားတတ်ဖို့နောက်ဘုရားကိုယ်တော်တိုင်လေနာယောဂထားတော့စုံနမထေကိုจิตသားစုံနဘုဇင်တရားကိုသိဉဏ်ဝမှာထင်စီလို့ပြောတာမရှိဘူးလားသိဉဏ်ဝမှာထင်စီလို့ဆိုတာအဲ့ဒီဘုဇင်တုတ်ကိုရွတ်လို့ပြောတာအဲ့ဒါဘုဇင်တုတ်ကိုရှင်စုံနကမြတ်စွာဘုရားသင်ထားတဲ့အတိုင်းရွတ်တာပါပဲမြတ်စွာဘုရားကိုပြန်ဟောတယ်လို့ဆိုကြပါစို့အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီတရားကိုနားတယ်စဉ်းစားရရှိတာကတရားဆိုတာဘုရားမှာဖြစ်လာတာအဲ့ဒါကိုမြတ်စွာဘုရားပြန်ပြီးတော့နားတယ်အဲ့ဒီတရားကိုနာရတဲ့အစွမ်းတတ္တိကြောင့်ယောဂဝေဒနာပျောက်သွားတယ်လို့ဆိုတယ်ဟောကိုယ့်ကိုယ်ဒါစဉ်းစားရင်လည်းရတဲ့အပိုင်းရှိတယ်မို့လားဒါဦးဇင်းတို့တာမန်တွေးကြည့်တာပါဟုတ်လားဘာကိစ္စနဲ့ဒီရှင်စုံနာကိုဒီဟာကိုရွတ်ခိုင်းတယ်လေမြတ်စွာဘုရားနာတယ်လေစဉ်းစားရမလို့ဘူးလားဒါပိဋကတို့လည်းစဉ်းစားကြည့်ပါဒါဦးဇင်းကဦးဇင်းစဉ်းစားမိတာလေးကိုပြောတာပါအဲ့ဒီမှာမြတ်စွာဘုရားရဲ့ယောဂဝေဒနာပျောက်သွားတယ်တော့နာယူခြင်းရဲ့အစွမ်းတတ္တိဟာလည်းပဲအတိုင်းအတာတစ်ခုထိတော့ရှိနေတယ်ဆိုတာကိုစဉ်းစားကြည့်ကြဖို့ဟုတ်လားအဲ့တော့ဘုဇင်တရားဆိုတာကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုလို့ရှိရင်ကိလေသာတရားကိုကင်းနိုင်တာနဲ့အမျှအဘိညာယတံဘောဓာယနိဗ္ဗာန်ယထူးသောဉာဏ်ဖြင့်သိလိမ့်မယ်ထိုးထွင်းပြီးတော့သိလိမ့်မယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုလိမ့်မယ်တံဘောဓာယနော်တကယ့်ကိုမဲ့ဉာဏ်ပူဉာဏ်နဲ့ထိုးထွင်းပြီးတော့သိလိမ့်မယ်ဒီအကျိုးပေးတွေရှိနေတယ်လို့တစ်ဖက်မှာလည်းပဲလောကီအကျိုးလေးပေါ့နော်ယောဂဝေဒနာကင်းငြိမ်းခြင်းဆိုတဲ့အကျိုးကျေးဇူးတွေကိုမရနိုင်ဘူးလားရနိုင်တယ်အဲ့ဒါလေးလည်းမှတ်သားဖို့တော့လိုတယ်ဒါဘုဇင်နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ပြောတာအဲ့ဒါဘုဇင်ဒီကိလေသာကိုရှင်းလင်းပေးနိုင်ရုံမျှမကယောဂဝေဒနာကိုလည်းပဲပုဂ္ဂိုလ်ရဲ့တရားတရားပုဂ္ဂိုလ်ရဲ့သိမြင်မှုဒီအားတွေပေါ်မူတည်ပြီးတော့ယောဂဝေဒနာကိုပျောက်ကင်းသွားအောင်ဆွမ်းဆောင်နိုင်တဲ့အစွမ်းတတိရှိနေတယ်ဆိုတာကိုနားလည်ယုံကြည်ကြဖို့နော်ဓမ္မဝိပါကောအစိမ့်တေရောနော်တရားရဲ့အကျိုးပေးဆိုတာအစိမ့်တရားရှိတယ်နောက်ထပ်အစိမ့်တရားတွေကအများကြီးရှိသေးတယ်နော်ကမ္မဝိပါကောအစိမ့်တေရောကံရဲ့အကျိုးပေးကလည်းအစိမ့်တရားအတကောကအတိတ်ကအများကြီးသူများအပေါ်မှာရိုးရိုးမာမာနှိပ်စက်ခဲ့တာတွေဘာတွေရှိရင်တော့ယောဂဝေဒနာကပျောက်ခြင်းမှပျောက်မယ်ပေါ့အဲ့တော့ကံဒီဟုသောအစိမ့်တရားနဲ့ဓမ္မဒီဟုသောအစိမ့်တရားနှစ်ခုတွေ့ကြတဲ့နေရာမှာဘယ်အစိမ့်တရားအမြန်နိုင်လိမ့်မလဲဆိုတာတော့ဒါမပြောတတ်ဘူးပေါ့အာကြီးယာကနိုင်သွားမယ်နဲ့တူတယ်လို့ဒါကဥစဉ်စဉ်းစားမိတာကိုပြောတာပါ